အားလုံးပဲမင်္ဂလာပါခင်ဗျာ RK Live Talk ကနေအားလုံးကိုကြိုဆိုပါရခင်ဗျာ RK Live Talk မှာကျွန်တော်ရုပ်နဲ့ဗီဒီယိုတက်လာပြီးနောက်ပိုင်းမှာတော့ချက်ချင်းတော့ unfollow မလုပ်ပေးကြပါနဲ့ဗျာနော်ဆိုတော့ဒီ page ကိုတော့ကျွန်တော်အနေနဲ့ COVID ကာလတုန်းကဘဝနဲ့သင်ခန်းစာဆိုတဲ့နာမည်နဲ့ page စတင်တည်ထောင်ပြီးတော့မှကျွန်တော်အတွက်လည်းဘဟုတဖြစ်အောင်ခင်ဗျားတို့အားလုံးအတွက်လည်းဘဟုတဖြစ်အောင်ဆိုပြီးတော့မှမြန်မာနိုင်ငံမှာစာရေးဆရာများစီးပွားပညာရှင်များရဲ့ဟောပြောပွဲအရှိတွေကနေတက်ဆင်ကျွန်တော်အနေနဲ့ပေါ့နော်အဓိကအပိုင်းလေးတွေဖြစ်တဲ့ကျွန်တော်တို့တက်မှတ်သားစရာကောင်းတဲ့အပိုင်းလေးတွေကို short video လေးတွေပေါ့နော်ဗီဒီယိုအတော်ထားလေးတွေလုပ်ပြီးတော့မှ sharing လုပ်ပေးခါတာဖြစ်ပါတယ်ဗျဒါပေမဲ့အခုနောက်ပိုင်းတော့ကျွန်တော်မြန်မာနိုင်ငံအခြေအနေအရမြန်မာနိုင်ငံမှာဟောပြောပွဲလည်းမရှိတော့ဘူးတခြားဘဟုတအပိုင်းလည်းမရှိတဲ့နောက်ပိုင်းမှာကျွန်တော်အနေနဲ့ပေါ့နော်ဒီ page ကို selection တန်သွားဖို့အတွက်ဆိုပြီးတော့မှနိုင်ငံခြားဘဟုတဗီဒီယိုကနေပဲတစ်ဆင့်ဖြစ်ပေါ့နော်တခြားနိုင်ငံခြားဘဟုတစာပေတွေကနေပဲတစ်ဆင့်ပေါ့နော်ကျွန်တော်တို့ဘဟုတရစေမယ့်အပိုင်းလေးတွေကိုကျွန်တော်ကိုယ်တိုင်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားဖို့ရှိပါတယ်ဗျာနော်အဲ့ဒီအတွက်လည်းခင်ဗျားတို့အားလုံးကျွန်တော်ကိုဆက်လက်ပြီးတော့မှအားပေးကြမယ်လို့မျှော်လင့်ပါတယ်ဗျာနော်ဆိုတော့အတူတူပေါ့နော်ဘဟုတလေးရှာဖွေရင်းနဲ့ဘဝဒီထက်ပိုကောင်းအောင်လှုပ်ဆောင်သွားကြစို့လို့ပြောရင်းနဲ့ဒီညအဆုံးသတ်ရတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျာနော်ဆက်လက်ပြီးတော့အားပေးကြမယ်လို့မျှော်လင့်ပါတယ်ဗျာ